Amazon တောနက်ထဲမှာလူ့ဘဝစမ်းကြယ်နေအောင်ကြီးပြက်ကတိမြို့တော်ဘရာဇီးနိုင်ငံရဲ့ Amazon တောနက်ကြီးထဲမှာလူသားတွေထင်မှတ်မထားတဲ့ထူးခြားတဲ့ရှေးဟောင်းမြို့တော်တစ်ခုကိုရှာဖွေတွေ့ရှိလိုက်ပါတယ်။သိပ္ပံပညာရှင်တွေဟာလိုက်တာလို့ခေါ်တဲ့ laser scan ဖတ်စနစ်ကိုအသုံးပြုပြီးသိပ္ပံအထက်ထက်အောက်မှာဖုံးကွယ်ကြီးလေဒီမြို့ဟောင်းကိုဖော်ထုတ်ခဲ့တာပါ။အန်အိုးစရာအကောင်းဆုံးအချက်ကတော့ဒီမြို့ရဲ့မြို့ကွက်ပုံစံဟာကောင်းကင်ရံကနေကြည့်လိုက်မယ်ဆိုရင်အီရာမနေအောင်ကြီးပြက်ကတိကြီးတစ်ခုလိုတိတိကျကျတိစောက်ထားတာပဲဖြစ်ပါတယ်။နှစ်ပေါင်းထောင်မာရောက်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ဒီမြို့မှာနေထိုင်ခဲ့သူတွေဟာနက္ခတ္တဗေဒပညာကိုကျွမ်းကျင်ပြီးနေရဲ့ဒီနေရာကိုကြည့်ကရာသီဥတုနဲ့စိုက်ပျိုးရေးကိုတွက်ချက်ခဲ့ကြတယ်လို့ယူဆရပါတယ်။ဒါဟာရှင်းဟောင်းယဉ်ကျေးမှုသမိုင်းကိုပြောင်းလဲသွားစေနိုင်တဲ့တွေ့ရှိချက်တစ်ခုဖြစ်ပါတယ်။အနာဂတ်ရောက်လာပြီ။ဂျပန်မှာပြန်တန်းနိုင်တဲ့တက္ကသိုလ်တွေစတင်ပြည့်စွဲ။သိပ္ပံကားတွေထဲမှာပဲမြင်မှုခဲ့ရတဲ့ပြန်တန်းနိုင်တဲ့ကားတွေဟာအခုဆိုရင်လက်တွေ့ဘဝတွေကိုရောက်ရှိလာပါပြီ။2026ခုနှစ်မေလ9ရက်နေ့မှာဂျပန်နိုင်ငံအိုဆာကာမြို့ကျကောင်းကင်ယံမှာလျှက်စစ်စွမ်းတုံးအလိုလျောက်ပြန်တန်းနိုင်တဲ့ EVTL တက္ကသိုလ်တွေကိုစတင်ပြည့်စွဲနေပြီဖြစ်ပါတယ်။ဒီတက္ကသိုလ်တွေဟာတောင်းလိုက်တက်ဆင်းနိုင်တဲ့အတွက်လေယာဉ်ကွင်းမလိုပဲအဆောက်အဦအမိုးပေါ်တွေကနေပြန်တန်းနိုင်တာမှာမြေပြင်ကရန်ကြောပိတ်ဆိုတာတွေကိုစိတ်ညစ်စရာမလိုတော့ပဲမိနစ်ပိုင်းအတွင်းလိုရာခရီးကိုရောက်ရှိနိုင်မဲ့ဒီဝန်ဆောင်မှုဟာကမ္ဘာတည်ယူဖို့ဆောင်ရဲ့ကဏ္ဍမှာမျှစွာအသုံးဝင်လာမှာပဲဖြစ်ပါတယ်။ Mas Jobo ကပထမဆုံးစိုက်ပျိုးရေးအောင်ပွဲအာကာသသိပ္ပံပညာရှင်တွေအတွက်အကြီးမားဆုံးသောသတင်းတစ်ကောင်းတစ်ခုကတော့ Mas Jo ရဲ့မြေစီလွာနဲ့ပတ်ဝန်းကျင်ကိုအတူရှုဖန်တီးထားတဲ့စံတက်ခန်းထဲမှာအပင်တွေအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့တာပါ။ NASA ရဲ့နောက်ဆုံးထုတ်ပြန်ချက်အရမုံလာဦးနီနဲ့ဟင်းတွန်တွေလိုမျိုးအာဟာရထက်ကျွယ်ဝတဲ့အပင်လေးတွေဟာ Mas Jo ရဲ့ခက်ခဲတဲ့အခြေအနေတွေအောက်မှာရှင်သန်ကြီးထွားလာခဲ့တာဖြစ်ပါတယ်။ဒါဟာအနာဂတ်မှာလူသားတွေအခြားဂျိုတွေပေါ်မှာအခြေချနေထိုင်ပြီးကိုယ်ပိုင်အစားအစာကိုကိုယ်တိုင်ထုတ်လုပ်စားတောင်းနိုင်မှုတဲ့အလွန်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ဆဟာရသဲကန်တာရာကြီးတွေကရေကမ်းကြီးများနဲ့ပန်းခင်းကြီးများကမ္ဘာအပူဆုံးနဲ့အချောက်တွေ့ဆုံးလို့လူသိများတဲ့ဆဟာရသဲကန်တာရာကြီးဟာအခုဆိုရင်ဆိုင်းလန်းနဲ့ပန်းဥယျာဉ်ကြီးတစ်ခုထိပြောင်းလဲသွားခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တွေကယူတီရွာသွင်းခဲ့တဲ့မိုးသားထန်မှုကြောင့်သဲကန်တာရာထဲမှာအေယာမရေကမ်းကြီးတွေပေါ်ထွက်လာခဲ့ပြီးနှစ်ပေါင်းများစွာမြေအောက်မှာအောင်းနေခဲ့တဲ့အစစ်အဆန်တွေကနေပန်းပင်တွေဝေဝေဆာဆာပစ်လန်းလာခဲ့တာပါဒီမြင်ကွင်းဟာဆက်စုတစ်ပေါင်းများစွာအတွင်းတခါမှမမြင်ဘူးခဲ့တဲ့တဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီးကဘာတဝမ်းကတက်ဖုံဆရာတွေနဲ့ခရီးသွားတွေကိုဆွဲဆောင်လျက်ရှိပါတယ်ပင်လယ်အောက်ကပြန်လဲနူးထလာတဲ့ယောမာခစ်နန်ဒိုဂျီအီတလီနိုင်ငံရဲ့ကန်ယူတန်းဒေသမှာပင်လယ်ရေမျက်နှာပြင်အပြောင်းလဲကြောင့်နှစ်ပေါင်းထောင်ချီကြောင်ရေအောက်မှာနစ်မြုပ်နေခဲ့တဲ့ယောမာခစ်ကနန်တော်ဟောင်းကြီးတစ်ခုပြန်လဲပေါ်ထွက်လာခဲ့ပါတယ်ဒီနေ့မှာပဲရေငုပ်သမားတွေဟာလက်ရမြောက်လာတဲ့ကြောက်ဖြူရုပ်တုကြီး10ခုကျော်ကိုရေအောက်ကနေအောင်မြင်စွာဆယ်ယူနိုင်ခဲ့ပါတယ်ဒီရုပ်တုတွေဟာအချိန်အတော်ကြာပင်လယ်အောက်မှာရှိနေခဲ့ပေမယ့်ထူးထူးခြားခြားမပြတ်မစည်းပဲရှိနေတာကရှေးခေတ်လူသားတွေရဲ့အနုပညာနဲ့ဤပညာဘလောက်ထိအဆင့်မြင့်ခဲ့တယ်လဲဆိုတာကိုသက်သေပြနေပါတယ်အသစ်တင်တိုင်းတွေ့ရအောင် channel လေးကိုအားထားပေးကြပါ